ပူစီပါပီတို့ဒယ်ဒီစာဖတ်သူကိုမေးခွန်းတစ်ခုမေးခြင်းနဲ့လင်းနဲ့မယားအတူအိတ်တဲ့အိတ်ရထဲမှာကိုသဘောမကျတဲ့အကောင်တစ်ကောင်ကအမြဲတမ်းလားလာအိတ်နေရင်ရင်ထဲမှာဘလို့ခံစားရမယ်ထင်တယ်လေမောင်အေဝမ်းတို့တော့အဲ့ဒီဒုက္ခကြီးကိုညတိုင်းခံနေရတာခမဂျူမုံဆိုတဲ့ကောင်ကမောင်အေဝမ်းတို့လင်မယားအိတ်တဲ့ဂရင်မော်ကိုညတိုင်းလာအိတ်တာဂျူမုံဆိုတာခင်အေဝမ်းမွေးထားတဲ့ကြောင်ပါဘက်နယ်ကဘက်နယ်ကြောင်နေခွေးတွေကိုချစ်တတ်တဲ့မိမနဲ့မှမောင်အေဝမ်းဖူးစာဆုံရလေတယ်လည်းမသိပါဘူးမောင်အေဝမ်းတို့ရေးစားဘဝတုန်းကတော့ခင်အေဝမ်းတို့အိမ်ကိုတွားလဲဘူးတာပေါ့ခင်အေဝမ်းကအပြိုကြီးအမတွေနဲ့အတူနေတာမောင်အေဝမ်းကဧကန်စက်တီကလထိုင်မှာထိုင်းနေတော့ခင်အေဝမ်းကကော်ဖီသွားဖြော်ခိုက်ဘယ်အခန်းထဲကထွက်လာမှမသိတဲ့ကြောင်တွေမောင်အေဝမ်းထိုင်းနေရရောက်လာကြပါလေရောမောင်အေဝမ်းကတရိတ်ဆန်မချစ်တတ်ဘူးခမခင်အေဝမ်းနဲ့ရီးစားဘဝသူ့အိမ်အလဲသွားခိုင်မှာကြောင်တကောင်ကမောင်အေဝမ်းရဲ့ခြေထောက်တွေကြားထဲတိုးဝင်ပြီးပုတ်သီးပုတ်သက်လောက်ပါလေရောခတ်ဆွာတကောင်ကမောင်အေဝမ်းပေါင်ပေါ်တက်ဝတ်တယ်ယွန်လိုက်တာဒါပေမဲ့မောင်အေဝမ်းမဖယ်ပြည့်ဝင့်ဘူးဒီကြောင်တွေကိုပဲချစ်ဟန်ဆောင်ပြီးပူစီလေးတွေကချစ်စရာကောင်းတယ်နော်ဘာညာတာရကအာပလာမိတယ်အဲ့ဒီမုသာဝါဒညာမိသမျှအခုတော့ဒုက္ခခံနေရပြီဒါကြောင့်ပုရိသအပေါင်းသူတော်ကောင်းတို့ကိုတတိပေးချင်တာကတော့တရိတ်ဆန်မချစ်တဲ့ရင်ကြောင်မွေးတဲ့မမတွေကိုဝေးဝေးရှောင်ကြဗျမောင်အေဝမ်းကတော့ခံရလာငတ်တသက်လိုပဲသဘောထားလိုက်တော့တယ်မောင်အေဝမ်းနဲ့အိမ်အောင်ကြလို့မှဘာကြတော့သူ့အိမ်မှာကြံရစ်ခဲ့တဲ့ဂျွန်စောကိုလွမ်းတော်မူတဲ့ဂျွန်စောဆိုတဲ့ကြောင်ထီးကမောင်အေဝမ်းတို့အတွက်ခန်းဝင်ပစ္စည်းပေါ့ခွေးမသားဟုတ်ပါကြောင်မသားဂျွန်စောကငပြင်းခမသူ့ကြည့်လိုက်ရင်တနေရာမှာဝတ်ပြီးခွေးနေတာပဲအစာကောင်းလဲကြိုက်သလားမမေးနဲ့သူ့အတွက်ပဇွန်ကြောက်ကောင်းကောင်းဝယ်ထားရတာကောင်းကောင်းစားကောင်းကောင်းအိတ်တော့ဝါကေနေတော့တာပေါ့ချစ်စခင်စကျင်နာစမောင်အေဝမ်းကကိုမယားကိုပလူပလဲလှုပ်ချင်ပေမဲ့အဲ့ဒီတရဝါကခင်အေဝမ်းရဲ့ပေါင်ပေါ်မှာဝတ်နေတော့အခက်သားမောင်မင်းကြီးသားမြန်မြန်သေးပါစေလို့မောင်အေဝမ်းကြိတ်ပြီးမြစ်တာပို့နေတာဆူတောင်းပြတဲ့ဗျာတနေ့တော့ညောင်နာနာနဲ့မှိုင်တွေဖြည့်ပြီးမာလကဇန်ကြွပါလေရောမောင်အေဝမ်းဖြင့်ဝမ်းသာလိုက်တာခင်အေဝမ်းကတော့ငိုလိုက်တာသူ့လင်သေးတဲ့အတိုင်းပဲဖွာဟဲ့လွဲပါစေဖဲပါစေမောင်အေဝမ်းခမကြာဝမ်းမသာလိုက်ရပါဘူးနောက်မကြခင်မှာဂျူမုံဆိုတဲ့တရဝါရောက်လာတယ်ဂျူမုံရောက်လာပြန်တော့လဲဂျွန်စောလိုပဲတဲလုံးပြနောက်ဖုန်ကြီးနှစ်ချက်ခေါင်းဆိုသလိုပဲဂျူမုံကဂျွန်စောထက်ပိုခဲ့တယ်ညအိတ်ရင်မောင်အေဝမ်းတို့အိတ်ရကရင်ပေါ်တက်ပြီးဆက်တော်ခေါ်တော်မူတယ်လေတခါတုန်းကဖုန်ကြီးเจ้าမှာမြောက်တကောင်လာပြီးကန့်ရက်နေတဲ့ဖုန်ကြီးစိုးခံကြွခြင်းဆိုရင်မြောက်ကလည်းမြောက်တို့တဘာဝပြောင်းဆန်အောင်ဆော့တာပေါ့เจ้าကအိုးခွက်ပကန်းတွေစာအုပ်တွေပစ္စည်းတွေအားလုံးဖယိုဖယဲပွားစာကျဲကုန်တယ်ဖုန်ကြီးစိုးခံကပြန်လာတော့မြောက်ကမြင်းကြောထထားတဲ့ကိစ္စမြင်တွေ့ရတာပေါ့ဒီတော့ဖုန်ကြီးကမြောက်ကိုစုံးမတဲ့အနေနဲ့ခေါင်းကိုတစ်ချက်ခောက်တဲ့ဖုန်ကြီးကလည်းနေတိုင်းစွန်းခံကြွမြောက်ကလည်းနေတိုင်းဇာတိပြစွန်းခံပြန်လာရင်ခေါင်းကိုတစ်ချက်အခောက်ခံရမြောက်ကဖုံးတော်ကြီးပြန်လွန်တော်မူပါစေလို့ဆုတောင်းမြတ်တာပို့တဲ့မြောက်ဆုတောင်းပြေသွားတယ်ဖုံးကြီးပြန်လွန်တော်မူသွားတယ်နောက်ထပ်ကိုရောအစ်စ်တပါကျောင်းလာထိုင်တယ်နောက်ဖုံးကြီးလဲအရင်ဖုံးကြီးလိုပဲစွန့်ခံကြွတာပေါ့မြောက်ကလည်းသူ့အကျင့်အတိုင်းကျွန်းတန်လက်အောင်အစွမ်းပြတာပေါ့နောက်ဖုံးကြီးစွန့်ခံကပြန်လာတော့တကြောင်လုံးကမောက်ကမဖြစ်နေတာမြင်ရတာပေါ့စော်တဲ့မြောက်ကိုဆုံးမတဲ့အနေနဲ့ခေါင်းကိုနှစ်ချက်ခောက်တဲ့အရင်ဖုံးကြီးကတစ်ချက်ခောက်နောက်ဖုံးကြီးကနှစ်ချက်ခောက်တော့မြောက်လဲဒီဖုံးကြီးပြန်လွန်တော်မူပါစေလို့ဆုမတောင်းရတော့ဘူးတဲ့မောင်အေဝမ်းလဲ
ဂျူးမုံကိုမြစ်တာမပို့ရဲတော့ပါဘူးခင်အေဝမ်းကတော့ကဲတဲ့ကဲတဲ့တဲတော့တာပဲဂျူးမုံပြီးတော့ဂျွန်ဖြိုးတို့မင်းစုတို့နောက်ထပ်ကြောင်တွေထပ်မွေးတယ်ကြောင်တင်ဟုတ်ပါရောလားခွေးတကောင်လဲမွေးပါရောလားအိုးနေတဲ့နာမည်ကသူ့တော်ဝါတွေကိုအလိုလိုက်ပုံကလည်းကန်းကုန်တယ်ကြောင်မာသားတွေအတွက်ပဇွန်ကြောက်တာမဟုတ်တော့ဘူးနိုင်ငံခြားကလာတဲ့ကြောင်စာဘူးတွေလည်းဝယ်ပြန်တယ်ခမတခါသားစိမ်းငါးစိမ်းလဲဈေးရဝယ်ကျွေးသေးကြောင်လဲကြောင်မှုခွေးလဲခွေးမှုကျွေးရတာကအမျိုးမျိုးခမမောင်အေဝမ်းခမတော့သားစာမယားစာသာမကပဲကြောင်စာခွေးစာပါရှာရဖွေရတော့တာပေါ့မောင်မင်းကြီးသားတွေကမျက်နှာသာပေးရင်ရွှေရေးပကံမော်တက်ဆိုသလိုပဲမောင်အေဝမ်းတို့ထမင်းစားတဲ့အခါဇပွဲအောက်လာပြီးတညောင်နဲ့အစာတောင်းတော့တာပဲခြေထောက်တွေကိုပုတ်သက်လှုပ်လားလှုပ်ရဲ့ခင်အေဝမ်းကစားရင်းနဲ့သူ့ကောင်းတွေကိုအယိုးချကျွေးအသားချကျွေးမောင်အေဝမ်းကမျက်နှာလှုပ်တဲ့အနေနဲ့ကြက်ရင်ပုံသားကိုဟင်းပကံထဲကဆဲပြီးခင်အေဝမ်းထမင်းပကံထဲထည့်ပေးလိုက်တယ်မတ်ရွှေချောကအသားတုံးကိုဖဲ့ရွဲ့ပြီးသူ့ကောင်တွေကိုချကျွေးတော့တာပဲမောင်အေဝမ်းတော့သေပြီးဆရာပေါ့ခင်အေဝမ်းကမျက်နှာသာပေးတော့သူ့ကောင်တွေကထမင်းစားစပွဲပေါ်အထိတက်လာတယ်ယွန်လိုက်တာတခါတလေနေခင်းမှာလဲမောင်အေဝမ်းတို့အိပ်ရာပေါ်သူ့ကောင်တွေကလာအိပ်တယ်မောင်အေဝမ်းရဲ့ခေါင်းအုံးပေါ်မှာကြောင်မွေးတွေကအချောင်းလိုက်အပုံလိုက်ယွန်လိုက်တာခင်အေဝမ်းကကြွေးထားတော့မောင်မင်းကြီးသားတွေကကြွက်ခုတ်ဖို့မရဘူးအိမ်ကကြွက်တွေနဲ့တောင်ဘော်ဒါကျနေလိုက်သေးကြွက်နဲ့ကြောင်ဘော်ဒါဖြစ်နေတာဓာတ်ပုံရိုက်ပြီးငင်းချမ်းရေးနမိတ်ဘာညာဆိုပြီးဂျာနယ်နဲ့ထက်ပစ်ဖို့လိုက်တောင်မှစိတ်ယူပေါက်သေးတယ်ကြွက်တော့မခုတ်ဘူးသားစိမ်းငါးစိမ်းတွေတော့အကုန်မစားပဲတွေ့ကြရကြောင်မှပြစ်ထားလို့ပုတ်တာပုတ်ပရွက်စိတ်အုံနာအုံပိုဆိုးတာကတွေ့ကြရမှာချီးပါသေးပေါက်လောက်တာနန်လိုက်တာမောင်အေဝမ်းကတော့သူ့ကောင်တွေကိုအသိမုန်းတာခင်အေဝမ်းဈေးသွားတဲ့အချိန်အိမ်မှာကိုးကြီးရှိတဲ့အခါကိုလာပုတ်သက်လို့ရင်ခြေထောက်နဲ့ပိတ်ကန်ပြစ်တာဒင်းတို့အမေဈေးကပြန်လာရင်မျက်နှာသေးလေးတွေနဲ့တိုင်တလို့တောတလို့တညောင်လှုပ်သေးတယ်ခင်အေဝမ်းကတော့သူ့ကြောင်တွေသူ့ခွေးတွေနဲ့လက်ပွန်းတတိအလွန်နေတယ်ယောဂါတွေကူးမှလဲသူ့မှုမကြောက်ကာကွယ်ဆေးလည်းမှန်မထိုးလို့မောင်အေဝမ်းအသေးရတယ်သူ့ကောင်တွေကိုသူ့သားသမီးတွေလိုချစ်တာမောင်အေဝမ်းလဲမစီမဆိုင်ကြောင်ဖေးခွေးဖေးအခေါ်ခံရတာပေါ့အော်နှလုံးနာပါစောင်းချမ်းမြဆိုရင်တော့ခင်အေဝမ်းရဲ့ကြောင်တွေကအရက်တကာသွားပြီးလူပြိုလှဲ့ပါရောလားအိမ်ပတ်လဲမှာတညောင်တပေါင်နဲ့နားမခံတာတော့ဘူးညစ်တဲ့တကောင်ကြောင်တွေအလဲကျူးပြီးဆိုရင်ခင်အေဝမ်းကအိတ်မရတော့ဘူးသူ့ကောင်တွေပြန်ဝင်ဖို့အိမ်တကားဖွင့်ပြီးမျှော်တယ်မောင်အေဝမ်းမိုးချုပ်အောင်အပြင်မှာနေမိတဲ့အခါကျတော့ခင်အေဝမ်းကမျက်နှာစုပုတ်နဲ့ကြိုတာတခါတလေအိပ်ရာထဲမှာကြောပေးပြီးအိတ်ချင်ဟန်ဆောင်းနေတာခွေးတွေကြောင်တွေနဲ့တော့ကွာပအဲ့ဒါမောင်အေဝမ်းဘွားပါပဲမိန်းမတွေဟာဘာကြောင့်ကြောင်တွေခွေးတွေမွေးကြတာလဲမောင်အေဝမ်းအင်တာနက်တွေဘာတွေတဲ့တိတ်ရှာဖွေကြည့်မိတယ်အဲ့ဒီကောင်တွေကသူတို့ပြောစကားနားထောင်လို့ဆိုပြီးသူတေသနာကအဖြေရတဲ့မိမတဘာဝကပြုစုစောင့်ရှောက်ခြင်းနဲ့ချစ်မြတ်နိုးခြင်းနဲ့ဒါကြောင့်ဘေးကင်းရန်ကင်းဖြစ်တဲ့တရိတ်ဆန်လေးတွေကိုမွေးကြတာတဲ့ယောက်ျားတွေဒီလောက်များတဲ့ခေတ်မှာရှာဖွေတရိတ်ဆန်လေးတွေဟာအမျိုးသမီးတို့ရဲ့အဖော်မော်မှာတဲ့အမေရိကန်မှာလေ့လာကြည့်တော့အိမ်မွေးတရိတ်ဆန်ပိုင်ရှင်အမျိုးသမီးတစ်ဝက်49%ကသူတို့တရားဝါလေးတွေကိုအိပ်ရာထဲမှာအတူအိပ်ပါတဲ့မောင်အေဝမ်းတို့ခံလိုက်3ယောက်1ယောက်30%ကသူတို့ပြောစကားနားထောင်လို့တရားဝါလေးတွေကိုမျက်နှိုးတာတဲ့တကယ်လို့များတကိုရီအထီးကျန်ဖြစ်နေရရင်အမျိုးသမီး10ယောက်မှာ1ယောက်ကျော်73%ကအိမ်မွေးတရိတ်ဆန်လေးတွေကိုအဖော်ပြုပြီးနေချင်ပါတဲ့ကဲမောင်အေဝမ်းတို့ကဘာတက်နိုင်မှလဲဗျို့